အရင်လဲ sexy ဖြစ်တယ်လို့ခေါ်ရမှာပေါ့နော်ကျွန်တော်လုံးဝကြိုက်သွားရင် Oh my god wow မင်္ဂလာပါတင်ငယ်ချင်းတို့ရေကျွန်တော်နိုင်ဆိုးပါဒီနေ့ရဲ့ဗီဒီယိုမှာတော့လူတွေအများကြီးသိကျင်နေတဲ့လူတွေအများကြီးရှုကြည့်ကျင်နေတဲ့ရင်မွေး new release ရင်မွေးကြောင့်ပြောပြပါခင်ဗျာအဲ့ဒီရင်မွေးကြောင့်သိကျင်နေဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ကြရအောင်ကျွန်တော်ဗီဒီယိုလေးကိုအရင်ကကြည့်ထားတဲ့လူတွေကသိပေမဲ့ဒီ niche ရင်မွေးတွေထဲမှာဒီဆောင်းရာသီမှာသုံးဖို့အတွက်ကျွန်တော်အကြိုက်ဆုံးရင်မွေးတစ်ခုကဘာလဲဆိုတော့ perfumes တမလေး Otel ဖြစ်ပါတယ်အဲ့ဒီရင်မွေးကအရင်ဘယ်လိုပြောရမလဲချိုးတယ်ပြီးတော့ gourmand ဖြစ်တယ်ပေါ့နော်ဒီ dessert တစ်ခုအနေရနေတဲ့ feeling ပေါ့နော်ဒါပေမဲ့ဒီနေ့ရဲ့ရင်မွေးကတော့အဲ့ဒီရင်မွေးနဲ့အနဲ့အရင်စင်တယ်ဒါပေမဲ့ဈေးကအများကြီးတက်တာတယ်ကဲဒီနေ့ရဲ့ရင်မွေးကတော့ French Avenue ရဲ့ Liquid Brune Extrait Limited Edition ကဲဒီရင်မွေးလေးကို unboxing လုပ်ပြီးတော့ကျွန်တော်ရဲ့ first reaction first impression ကြည့်အောင်ဒီ box ကစောင်းလိုမျိုးဖွင့်နေတော့ကျွန်တော်ကြားမိတယ်ဆိုတော့ wow so beautiful okay ဒီမွေးရဲ့အနဲ့ let's get our impression oh my god wow ကျွန်တော်ဝင်ပြီးတော့ရှူတော့မရှူရသေးဘူးဒီနားလောက်ကနေတော့အနဲ့ကအရင် strong ဖြစ်နေပြီ wow oh my god okay ဒီရင်မွေးကကျွန်တော်ပြောထားတဲ့အဲ့ perfumes တမလေး Otel နဲ့အရင်စင်တယ်ဒီအနေနဲ့အရင်တူတယ်ဝါအရင်လည်း strong ဖြစ်တယ်ကျွန်တော်စဉ်းစားရတော့ဒီရင်မွေးထဲမှာရှိတဲ့ lavender flower ပေါ့နော် lavender နဲ့ပြီးတော့ orange blossom အဲ့ဒီ flower ရဲ့အနံ့ကဒီ original Otel ရဲ့ထက်ပိုပြီးများတယ်လို့ထင်တယ်ဒီ vanilla amber cinnamon အဲ့ဒီ theme ကတော့ရှိသေးတယ်တကယ်ပဲဒီ perfumes မှာလေး Otel ဆိုတဲ့ niche ရေပွဲကသူ့ရဲ့ price ကဒီ Australian dollar နဲ့စဉ်းစားကြည့်မယ်ဆိုရင်950လောက်ရှိတယ်ဆိုပမာငွေနဲ့ဆိုရင်9သိန်းလောက်ရှိမယ်ရေပွဲတစ်ပလင်းပေါ့နော်ဒီရေပွဲက Aussie dollar 90လောက်ပဲရှိတယ် right ဆိုတော့တသိန်းပမာငွေတသိန်းလောက်ပဲရှိမယ်ရေပွဲတစ်ပလင်းပေါ့နော်ဒါပေမဲ့quality ကအရန်ကောင်းတယ်ဒီရေမွေးရဲ့ခံစားချက်ကတော့ဒီရေမွေးရဲ့ feeling ကိုပြောရမယ်ဆိုရင်ပေါ့နော်ဆောင်းရာသီမှာဝတ်ဖို့အရန်ကောင်းတဲ့ရေမွေးတစ်ပလင်းဖြစ်ပါတယ်အရန်လဲ sexy ဖြစ်တယ်လို့ခေါ်ရမှာပေါ့နော်ကျွန်တော်လုံးဝကြိုက်သွားရင် liquid brew ကျွန်တော်ဗီဒီယိုကြည့်ရှုတဲ့တင်ငယ်ချင်းတွေအားလုံးအများကြီးကျေးဇူးတင်ပါတယ် support ပေးတဲ့အတွက် view တွေပေးတဲ့အတွက်ကျွန်တော်အရန်ကျေးဇူးတင်ပါတယ်ဒီရေမွေးရဲ့ SPL သိချင်တယ်ဆိုရင်သူရဲ့ CR protection longevity ကြောင့်သိချင်တယ်ဆိုရင် comment ထဲမှာ SPL လို့ရေးပြပါကျွန်တော်တေချာဝတ်သွားပြီးရင် update ကိုပေးပါမယ်ခင်ဗျာကဲကဘာမှရှိနေတဲ့ကျွန်တော်တင်ငယ်ချင်းတွေအားလုံးမွေးတိုင်နေတဲ့နေ့ထိ see you next time